ဖခင်ဖြစ်သူကစာရွက်တရွက်ထုတ်ပြီး Liv ကိုပြလိုက်တယ်အဲ့ဒါကတော့ DNA စစ်ဆေးချက်အစီရင်ခံစာပဲဖြစ်နေတယ် Liv ကကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်မှာဒူးထောက်ပြီးရှင်းလင်းပြောပြဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သမီးကအမှန်တရားကိုအစတည်းကသိနေခင်မှန်ရိပ်မိသွားတဲ့ဖခင်ဟာဒေါသတွေပိုလို့တောက်လောင်လာပြီး Liv ကိုအိမ်ပေါ်ကနေမောင်းချလိုက်တဲ့ Liv ပဲသွားလို့ဘယ်လာရမှန်းမသိပဲအိမ်ရှိရာဘက်စီကိုပဲခြေဦးတည့်ရာရှောက်လာခဲ့မိတယ်ဖခင်ကတော့တွေးမိလေဒေါသထွက်လေဖြစ်ပြီးဒီကိစ္စကိုအပြတ်ရှင်းဖို့စူးလို့မိသားစုစီတန်းတန်းမတ်သွားခဲ့တယ်သူကအစ်စ်အမှန်သမီးရင်းကိုပြန်ပေးဖို့မစ္စတာစုကိုအတင်းအကျပ်တောင်းဆိုတော့တာပေါ့ဒီအတန်ကိုကြားလိုက်ရတဲ့ဂျိုးအီလည်းကြောက်လန့်တကြားနဲ့အိမ်ပြင်ကိုပြေးထွက်သွားခဲ့တယ်ဖခင်နှစ်ယောက်လုံးနောက်ကနေလိုက်ရှာကြပြီးမဲ့ကောင်မလေးနှစ်ယောက်စလုံးကတော့ပျောက်ချင်းမလားပျောက်သွားခဲ့တယ်ချမ်းသာတဲ့ဖခင်ကဒေါသအရှိန်နဲ့မစ္စတာစုကိုကျမ်းပြင်ပေါ်လဲကျသွားတဲ့အထိတွန်းထိုးပြီးမင်းမအဖေတယောက်ဖြစ်ဖို့အရေးချင်းရှိလို့လားဆိုပြီးအော်ဟစ်ဆဲဆိုတဲ့မစ္စတာစုလည်းတူထောက်ပြီးခွင့်လွတ်ဖို့တောင်းပန်ခဲ့ရတယ်ဒါတွေကိုအဝေးကနေလှမ်းမြင်နေရတဲ့ Liv ဟာထိတ်လန့်တုန်လှုပ်သွားပြီးပါးစပ်ကိုလက်နဲ့ပိတ်ကပြေးထွက်သွားခဲ့တဲ့အဲ့ဒီအချိန်မှာပဲအတ်ဝေးရောက်လာပြီးဖခင်ကိုဆွဲထိတ်လိုက်လို့သာရံပွဲကအချိန်ကျသွားခဲ့တာပါ Liv ကတော့ဘယ်သွားရမှန်းမသိမျက်စိတူငယ်အိမ်တူငယ်နဲ့လမ်းမတွေပေါ်မှာရောင်းနေလေပြေးလွှားနေခဲ့တယ်နောက်ဆုံးတော့အနှိမ့်ဆိုင်တစ်ခုမှာပဲတညတာကုန်လုံးစီခဲ့ရတယ်မိဘတွေကတော့သမီးနှစ်ယောက်လုံးစီဖုန်းဆက်လို့မရတာကြောင့်လမ်းမတွေပေါ်မှာတကွဲစီလိုက်ရှာနေကြရရှာတဲ့ညနေပိုင်းမှာဂျိုးအီအိမ်ပြန်ရောက်လာခဲ့တယ်မစ္စတာစုကသမီးကိုရှာဖို့ဖုန်းတွေတစ်ခေါက်ကောက်ဆက်နေတာကိုတွေ့တော့သူမကဒေါသတကြီးနဲ့ဖေဖေက Liv တယောက်တည်းကိုပဲဂရုစိုက်တာလို့အော်ပြောပြီးအခန်းထဲပြေးဝင်ကငိုပါတော့တဲ့အတဝက်ကတော့အိမ်ပြန်ရောက်တဲ့အခါမိဘတွေကိုအကျိုးကြောင့်ရှင်းပြခဲ့တယ် Liv ကသူ့ကိုအမှန်တရားတွေအစောတည်းကပြောပြခဲ့ကြောင်းကုမ္ပဏီနဲ့ပတ်လက်ပွဲပြီးမှဖွင့်ပြောဖို့စီစဉ်ထားပေမဲ့သူ့အမေကနားမထောင်ပဲသားဖြစ်သူ့ရဲ့ပါးကိုဖျက်ရိုက်လိုက်တော့တဲ့တစ်ဖက်မှာလည်း Liv ဟာဆိုင်ကဝန်ထမ်းတွေလာနိုးတဲ့အထိတနေ့ကုန်အိပ်ပျော်နေခဲ့တယ်ဖုန်းကိုစစ်ကြည့်လိုက်တဲ့အခါမစ်ကောတွေအများကြီးတွေ့တာမို့ဂျိုးအီစီဖုန်းပြန်ဆက်ဖို့ဆုံးဖြတ်လိုက်ပြီးချိန်ထားတဲ့နေရာတစ်ခုမှာတွေ့ဖို့သဘောတူလိုက်ကြတယ် Liv ကညီမကိုနှစ်သိမ့်ပေးချင်ခဲ့တာပါဒါပေမဲ့တွေ့ချင်းမှာပဲဂျိုးအီက Liv ရဲ့ပါးကိုရိုက်ချလိုက်တယ် Liv ကစွန့်သွားပြီးဘာလို့လဲလို့မေးတဲ့အခါဂျိုးအီက Liv ဟာလူတိုင်းကိုလိန်ညာခဲ့တာဆိုပြီးသူမရဲ့ဒေါသအရှိန်ဟုန်တွေကို Liv အပေါ်ပုံချလိုက်တယ် Liv ရင်ထဲမှာအလွန်ပဲမခံမရနိုင်ဖြစ်ရတယ်ဘာလို့လဲဆိုတော့ဘသူကမှသူမရဲ့ခံစားချက်ကိုတလေးတစားမမေးမြန်းခဲ့ကြလို့ပါပဲအဲ့ဒီနောက်မှာတော့သူမစိတ်သက်တွေအကုန်ပြိုလဲပြီးထွက်ပြေးသွားခဲ့ပြန်တဲ့မစ္စစုဟာချမ်းသာတဲ့မိသားစုစီတွားရောက်တောင်းပန်ခဲ့ပေမဲ့အဲ့ဒီအိမ်ကမိခင်ကတော့ Liv ရဲ့ဘဝကိုဖျက်ဆီးပစ်မယ်လို့ပြောခဲ့တယ် Liv ကိုအလုပ်ကောင်းကောင်းဘယ်တော့မှမရစေရပဲမစ္စစုကိုလည်းသူမရဲ့ငကိုဆုံးဖြတ်ချက်အတွက်နောက်တရားစေရမယ်လို့ချင်းချောက်ခဲ့တဲ့ရဲ့အတော်ကြာပျောက်ဆုံးသွားပြီးနောက် Liv ဟာပင်လယ်ကမ်းခြေကိုရောက်ရှိလာခဲ့တယ်မိသားစုနဲ့အတူပျော်ရွှင်ခဲ့မှုတဲ့အချိန်တွေကိုပြန်လည်တွေးတောမိရင်ခုတော့မစ္စစုရဲ့အတ္တဆန္ဒကြောင့်အရာအလုံးဆုံးရှုံးခဲ့ရပြီလေသူမဟာဖုန်းထဲကအတ္တဝတ်နဲ့တွဲရိုက်ထားတဲ့တပ်ပုံတွေကိုကြည့်ပြီးအတ္တဝတ်စီပို့ပေးလိုက်တယ်ပြီးတော့ဖုန်းကိုပင်လယ်ထဲလွှင့်ပြစ်လိုက်ပါတော့တဲ့အတ္တဝတ်ကတော့ Liv အတွက်တေးလူမတက်ဆိုးရိမ်နေပြီးညတိုင်းသူမအိမ်နီးနားမှာလိုက်ရှာနေခဲ့တာပါရုတ်တရက် Liv စီကဓာတ်ပုံဝင်လာတာကြောင့်ဖုန်းပြန်ခေါ်ပြီးမဲ့ဖုန်းကပိတ်သွားခဲ့ပါပြီတစ်ဖက်မှာလဲဂျိုးအီဟာမိဘတွေက Liv အပေါ်ပဲအသားပေးလို့နေဆိုပြီးဆက်မအောင်အင်းနိုင်တော့ပဲအထုပ်ပိုးတွေပြင်ပြီးချမ်းသာတဲ့မိသားစုစီပြောင်းနေတော့မယ်လို့မိဘတွေကိုပြောခဲ့တယ်မိဘတွေကဘလို့ပဲတောင်းပန်တားဆီးပါစေသူမကတော့ကားစီးပြီးထွက်ခွာသွားခဲ့တယ်မစ္စစုကကျမ်းပြင်ပေါ်ဒူးထောက်ကြံရင်သမီးနှစ်ယောက်လုံးကိုဆုံးရှုံးလိုက်ရတဲ့အတွက်နောက်တကြီးစွာရနေခဲ့ရတယ်မျောလင်းချက်ကင်းမဲ့သွားတဲ့ Liv ကတော့တောင်ပေါ်စီကိုရှောက်လန်းသွားခဲ့တယ်သူမကအေးဆေးပလင်းကိုထုတ်ဆေးလုံးတွေကိုလက်ထဲပုံထည့်ပြီးအကုန်လုံးကိုမျိုးချလိုက်ပါတော့တယ်အဲ့ဒီနောက်ကျမ်းပြင်ပေါ်မှာလှဲလျောင်းရင်းမိသားစုကိုအဆုံးမရှိတောင်းပန်စကားတွေဆိုနေခဲ့တယ်ဒါဟာသူမအတွက်တော့တခုတည်းတော့နီးလန်းဖြစ်နေတဲ့ပုံပါပဲ